ကိုထုံးလို့ရှင်မျက်နှာလည်းမကောင်းပါလားရုံးမှာဘာတွေများဖြစ်လာလို့လဲရုံးကပြန်လာတဲ့မျက်နှာငိုင်းနေရပဲဘယ်သူနဲ့ဘာဖြစ်လာလို့လဲပြောပါဦးငါနေမကောင်းဘူးမိမဟမ်နေမကောင်းဟုတ်လားဟုတ်ဟာစကိုလည်းမပူပါဘူးဟာလေခေါင်းမူနေလို့လားအခန်းထဲမှာသွားလဲနေမလားအိတ်နေမလားဟမ်ပြီးတော့လေဟောညစာရောဘာစားချင်လဲကျမဘာလုပ်ပေးရဟမ်ထားဖြည်းဖြည်းမိမမဟုတ်ငါချာလို့တခြားချင်းရှောင်းမနေဘူးလားမရမှာဘူးရှေ့စိတ်ထင်လို့နေမှာပါဟောကျွန်မတိတ်ချကြည့်ပါမယ်အဲ့တော့နည်းနည်းရှောင်နေတယ်လို့ပဲအဲ့တော့ငါတို့ရောမစီမံကကိုမင်းသားမင်းသိရမလားသိတယ်လေဟိုအရက်ရှိရှိနဲ့တရားအောင်လားအဲ့ဒါပြောတာပေါ့သူလည်းအဲ့လိုပဲချင်းပြရောင်ပြီးတော့ကြောက်ကလို့နှလုံးလုံးနဲ့တိတ်မကြတော့ဘူးဆုံးသွားတာအော်သူဆုံးတာနဲ့ရှင်နဲ့ဘာဆိုင်လို့လဲမဆိုင်ပါဘူးလို့မင်းအပြောပြမယ်ပြီးရလားဒေါက်တာကျော်ဝင်းစီမှာတော့ပြရတာမမကြောက်ကဖြစ်နေရတယ်ခရူးစားရတယ်တေချာပါလေမိမလေးကြောက်ကဖြစ်နေရပဲညီမနေရတော့မဟုတ်ပါဘူးအော်ဘယ်လိုလဲအဲ့လိုလည်းမဟုတ်ဘူးလေရှင်ကလည်းခလာကျမတို့အဲ့လိုစိတ်ကန်းသွားရအောင်လားဒါစိတ်ကန်းတော့မလားလာခဏလဲနေလည်းလို့ရတယ်ဟိုတားရပါနေတားရဒါရှိတယ်ဟိုဘက်မှာသွားစော့နေတာခဲရှင်အဲ့ဒါကြီးမင်းမနေပါနဲ့ရှင်အဲ့ခဏဒီမှာလှဲနေလိုက်နော်ကျမဖျားသွားယူပေးမယ်နော်မိမကြာနေတော့မဟုတ်ပါဘူးကွာအခုလည်းရှင်တက်လက်ဖြစ်နေတယ်ကွာငါတတိယသေးတယ်ငါမျိုးဝန်ခံစရာအများရှိရကွာဘာပြောမလို့လဲအော်ရှင်ကလည်းနေကောင်းတာလည်းမဟုတ်ဘူးအဲ့ဒီပြောမနေပါနဲ့နောက်မှပြောနော်ဟုတ်ဘူးမိမငါပြောတာတခြားလားနိုဝင်ဘာလတုန်းကနင်းတက်တာလေကြောက်တော့ငွေငါတာအဲ့ဒါငါယူတာကွာဘောလုံးမရှုံးလို့ငါအကျွေးဆက်စရာမရှိလို့ငါယူရတာပါကွာပြီးတော့မင်းမွေးနေတော့ငါပေးတဲ့ပတ်စံကလေအဲ့ငါလာပြီးနဲ့မအေးအေးလို့စီရနေယူလာတာကွာဒီမှာတကယ်လို့ငါတက်သွားခဲ့လို့ရှိရင်အဲ့ဒီချူရီဒီစပ်ပြီးအောင်စပ်ပြီးတော့ကွာနော်မိမပြီးတော့လေဟိုပြီးရတဲ့ကပဲလောက်ပုံတွေလိုချင်တယ်မယ်ငါတို့ခန်းထဲမှာရှိတဲ့ကိုတေးစီကနေပတ်စံချီပြီးငါဝယ်လေးပြီးတယ်မိမရဲ့အဲ့အကျွေးလေးပါဆက်ပြီးအောင်နော်ဟိုပြီးတော့ကိုထွန်းလူရဲ့ဒီလောက်တောင်မှအကျွေးရများလားခေပေါ်လေးဒီတက်နိုင်ပါလေဝေးကြီးရအဲ့လောက်မဟုတ်ပါဘူးအရေးမကြည့်ပါဘူးပတ်စံရှင်ကျမ်းမာဖို့ပဲအရေးကြီးရနော်ကဲအဲ့ဆိုရှင်ခဏနားလိုက်အောင်နော်ရှင်နေကောင်းအောင်ဒါနေဟုတ်ပြီလားနားလိုက်အောင်နော်ကျွန်တော်
ဘလို့လဲတေကန်ကြီးလူမမာကြီးအခုတော့ကြည်ကြည်လင်လင်နဲ့နိုးလာပြီမလားရှေ့ရလေရုံးကတငယ်ချင်းကိုတင်အောင်ကျမရှိကိုဖုန်းဆက်ပါတယ်နော်ရုံးမှာရှင်ငါတက်လောက်ပေါင်းနေကိုလေအများကြီးစားသွားတယ်တဲ့အဲ့ဒါနေကောင်းရလားဆိုပြီးဖုန်းဆက်လာတာနော်သူ့ဘာငါတက်လောက်ပေါင်းနေကိုနင်းရစားပြီးတော့တခါလေအိတ်ချင်ပြီးတက်နေတာကိုသူ့ဟာသူပေတော့မလေးဘာလေးနဲ့ပြောမချင် တိတ်တာ ထခုထရှင်ခုနကပြောတဲ့စိတ်ရင်းကိုကျမနဲ့ရှင်